ရင်တော့စဘာပဲအဓိကစိုက်ပါတယ်ကိုအိမ်မှာကိုရမှာကိုနေတဲ့ခါကျတော့လေစဘာပဲအဓိကပြီးတော့စိုက်ပါတယ်ခုနောက်ပိုင်းနိုင်ငံရေးချီနေရဒီလိုဖြစ်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းတခြားလည်းလောက်ဆရာမရှိဘူးခြားတီးနိုင်လည်းငွေအလောက်မရဘူးအဲအကြောင်းကိုလည်းတခြားဒီဘေးကိုကျွန်တော်တို့အဓိကစိုက်လာတော့ဗောနော်ဒီ2021နောက်ပိုင်းမှာကျွန်တော်တို့ဘင်းစားစိုက်ပူတာပါကျွန်တော်တို့မတော်ခန်းစားချက်မှာတော့ဘင်းဆိုင်ရတော့မကောင်းဘူးဗျာငွေစီဝါထုတ်လို့ရရတွေပဲကိုစိတ်ပဲကောင်းပါလေဗျာဒါပေမဲ့နေရာချင်းကမတူဘူးလေသူတို့နေရာမှာကျွန်တော်နေရာမှာသူတို့လာဝင်မယ်ဆိုရင်လေသူတို့စိုက်ကြမှာပဲဘာလို့လဲဆိုတော့ကုခဲခဲကိုပဲတည်တယ်ဥမာကျွန်တော်ငတ်တာသူတို့မှမငတ်တာဘူးเนาะကျွန်တော်တို့ကသမင်းငတ်ဖူးတာတွေအများကြီးရှိတယ်စိုက်တဲ့လူကလည်းစိုက်တာပါအကျိုးမရှိပါဘူးစိုက်ပြီးရင်လည်းချမ်းသာသွားလားအဆင်ပြေသွားလားလုပ်ငန်းတစ်ခုထူထောင်နိုင်သွားလားဆိုလည်းမထူထောင်နိုင်ဘူးနော်လူကဒီလိုပါပဲအမှန်တော့တကယ်တော့တခြားအစားထိုးလုပ်ငန်းသာရှိခဲ့မယ်ဆိုရင်တော့တော့မလုပ်သင့်ဘူးပေါ့နော်ဒီအရာစစ်ပွဲရမှာပဲကျွန်တော်ဒီစစ်ပွဲတွေရပြီးမှငြိမ်းချမ်းရေးတွေရမယ်နိုင်ငံတော်ကြီးကတုတ်တက်လာမယ်ဆိုရင်တော့ဒါဘင်းစိုက်ပျိုးမှုကပြောစရာမလိုတော့အောင်ပပျောက်သွားမယ်လို့ကျွန်တော်ထင်ပါတယ်ဘာလို့နိုင်ငံရောအေချမ်းသွားလို့ရှိရင်တခြားအစားထိုးကုန်စည်ကြားအလောက်ကန်တွေလည်းရှိကြလေအဲကြောင့်မို့ကျွန်တော်အခုဟာဘယ်လိုပြောရမလဲဘင်းစိုက်တဲ့အလောက်တစ်ခုပဲရှိတယ်ကျွန်တော်တို့မှာတခြားရွေးစရာမရှိဘူး